အားလုံးပဲမင်္ဂလာပါ Free Community တင်တဲ့မှာကြိုဆိုပါရစေ ဒီဗီဒီယိုလေးကတော့ Graph Searching နဲ့ပတ်သက်လို့ Part 3ပေါ့နော်ဒီဗီဒီယိုထဲမှာပါရှင်းပြသွားမယ်ဆိုတော့ကျွန်တော် Format Pilot Area နဲ့ Format Exit ဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်ကြည့်အောင်နော်ဒီမှာဆိုရင်ကျွန်တော် Graph ဆွဲပြီးတဲ့အခါမှာဒီနောက်ခံ background တွေကိုပြောင်းမယ်ပေါ့ပြောင်းမယ်ဆိုရင်ဘယ်လိုလုပ်အောင်လဲဆိုရင်ကျွန်တော်တို့ဒီ graph ပေါ်မှာပဲ double click နှိပ်လိုက်ပါနော် graph ပေါ်မှာနော်ဒီကောင်လေးဒီ graph မှာ2မျိုးရှိရနော်ဒီကောင်လေးနဲ့အပြင်မှာရှိတဲ့ဟာနဲ့ပေါ့နော်2မျိုးရှိတယ်အဲ့ကောင်လေးအပြင်မှာဟာကိုကျွန်တော်ကပြောင်းမှာဆိုတော့အပြင်မှာရှိတဲ့ကွက်လေးမှာကျွန်တော် double click နှစ်ချက်စတိုင်းနှိပ်လိုက်ပါအဲ့လိုမျိုးဆိုရင်တော့ format chat area ဆိုရင်တော့ပေါ်လာပါမယ် format chat area မှာကျွန်တော်တို့ no face solid face ဆိုရင်တော့ background တွေပြောင်းသွားပြီအကုန်လုံးပေါ့နော် Guardian face လည်းဒီတိုင်းပဲအကုန်လုံးပြောင်းတာပေါ့နော် pattern face တွေလည်းဒီတိုင်းပဲပြောင်းသွားတာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်အယောင်လေးတွေမကြိုက်ဘူးပေါ့နော် pattern face ဆိုရင်လည်းဒီ design လေးတွေမကြိုက်ဘူး solid face ဆိုလည်းဒီအယောင်မကြိုက်ဘူးတခြားအယောင်ပြောင်းချင်တယ်ဆိုရင်ဘယ်လိုသွားလို့ရလဲဆိုတော့ကျွန်တော်တို့ color solid face ထဲမှာကျွန်တော် color ဆိုတဲ့ဟာလေးရှိတယ်အဲ့မှာကျွန်တော်တို့ကိုကြိုက်တဲ့အယောင်လေးတွေပြောင်းပြီးတော့ထည့်လို့ရပါတယ် Guardian face ကကြတော့ကျွန်တော်တို့တို့ကကြောက်ရောရပါတော့ရောရကျွန်တော်ဒီမှာအယောင်လေးတွေကဒီ design လေးမကြိုက်ဘူးဆိုရင်ဒီမှာ color ဆိုတဲ့နေရာမှာကျွန်တော်တို့ကိုကြိုက်တဲ့အယောင်လေးတွေရွှေ့လို့ရပါတယ်ပြီးကြမှာကျွန်တော်တို့ကိုကြိုက်တဲ့လိုလေးတွေဒီကောင်လေးနဲ့ရွှေ့လို့ရပါတယ်နောက်တစ်ခါ pattern face ကကြတော့သူကဒီ design လေးပြီးထားပြီးတာပါเนาะကိုကြိုက်တဲ့ design လေးတွေရွှေ့လို့ရပါတယ်အဲ့ဒီဟာဒီ design တွေကိုကလုပ်ပြီးတော့ကိုဒီဟာတွေလုပ်ပြီးတော့ original အနေထားမျိုးပြန်ပြီးတော့ရောက်ချင်တယ်ဆိုရင်တော့ယူရှင်းပါတယ်ကျွန်တော် automatic ကိုနှိပ်လိုက်ရမှာပဲဒါဆိုရင်သူ original အနေထားအတိုင်းလေးပြန်ပြီးတော့ရောက်တော့မှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ picture or texture face ပေါ့နော် picture or texture face မှာじゃဘာအသားချက်တွေရှိလဲဆိုတော့ကျွန်တော်ဒီကောင်လေးနှိပ်လိုက်တဲ့အခါမှာ design လေးတွေပြောင်းလို့ရတယ်ပေါ့နော် texture ဆိုတဲ့နေရာမှာသူပေးထားတဲ့ design လေးတွေကိုကလိုက်ပြီးတော့ပြောင်းလို့ရပါတယ်အဲ့လိုမျိုးမကြိုက်ဘူးပေါ့နော်သူပေးထားတဲ့ design မကြိုက်ဘူးကိုယ့်ရဲ့ file တွေကမရှိတဲ့တက်မှုတစ်ခုကို background ထားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘယ်ကိုသွားရမလဲဆိုရင် file ကိုနှိပ်မယ် file ထဲမှာကျွန်တော်ပုံတွေရွေးမယ်ပေါ့နော်ဆိုတော့ဒီထဲမှာကျွန်တော်ကဒီကောင်လေးထားမယ်ပေါ့ဒီကောင်လေးထားမယ်ဆိုရင်ဒီကောင်လေးဒါပဲ click နှိပ်လိုက်အောင်ပါပဲဒါဆိုရင်သူကလာပြီးတော့နောက်ခံ background အနေနဲ့လာပြီးတော့ပေါ်လာမှာပဲဖြစ်ပါတယ်မကြိုက်ဘူးဆိုရင်တော့ကျွန်တော်တို့ automatic ကိုပဲပြန်ပြီးတော့နှိပ်လိုက်ပါဒါလေးနဲ့လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကြတော့ကျွန်တော်ဗာလေးပြောပြပေးမလဲဆိုတော့เนาะဒါကအပြင်မှာရှိတဲ့ design ပေါ့နော်အပြင်မှာရှိတဲ့ design ကျွန်တော်ထင်တာမြင်တာအောင်ဒီကောင်လေးအပြင်မှာရှိတဲ့ design အတွင်းမှာရှိတဲ့ design ကိုပြောင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကိုပြောင်းမယ်ဆိုရင်ဒီဘယ်လိုလုပ်လို့ရမလဲဆိုတော့ဒီထဲမှာပဲကိုကြိုက်တဲ့ design လေးတွေပြောင်းလို့ရတယ်ဒါဆိုရင်အပြင်မှာရှိတဲ့ design နဲ့အတွင်းမှာရှိတဲ့ design ဟာတူမှာတော့မဟုတ်ပါဘူးဒီကောင်လေးမကြိုက်ဘူးဆိုရင်တော့ကျွန်တော်တို့ဘယ်လိုပြန်လုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ automatically ပြန်ပြီးတော့နှိပ်လိုက်ပါဒါဆိုရင်ဖြစ်သူအရင်နေထားတိုင်းပြန်ပြီးတော့ဖြစ်သွားပါလိမ့်မယ်เนาะနောက်တစ်ခုဒီကောင်မော exit ပေါ့เนาะကျွန်တော်တို့ exit ကကြတော့ဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေရှိလဲဆိုတော့เนาะ3,600,000 3,400,000 3,200,000အနည်းဆုံး2,000ကနေစပြီးတော့ရှိတာပေါ့ကျွန်တော်တို့ဒီကောင်လေးတွေကိုပြောင်းမယ်ဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီမှာဆိုရင်လည်းကျွန်တော်တို့ကစလုံးတွေကအမဲရောင်ဖြစ်တာအမဲရောင်မကြိုက်ဘူးတခြားရောင်ပြောင်းခြင်းနေဆိုရင်လည်းပြောင်းလို့ရပါတယ်ဘယ်လိုတော့မလဲဆိုတော့ကျွန်တော်တို့ task option ဆိုတဲ့နေရာလေးသွားပါမယ် tab option ဆိုတဲ့နေရာမှာကျွန်တော် color ရှိရပါတော့အဲ့ color မှာကိုကြိုက်တဲ့အရောင်လေးတွေနှိပ်လိုက်ခြင်းအပြင်ဒီကအရောင်လေးတွေလာပြီးတော့ပြောင်းသွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဘယ်ဒီ design လေးတွေကအကုန်လုံးတူတူပဲเนาะဒီ solid face တွေတခြား design တွေအကုန်လုံးတူတူပဲဘာမှပြောင်းလဲတာမျိုးမရှိဘူးကျွန်တော်ဒီမှာဆိုရင်amount တွေက0ကနေ2,000 4,000 6,000 8,000 2,000 စီကွာခြားခြင်းနဲ့သွားရတယ်ပေါ့ဒီကောင်တွေဟိုကျွန်တော်တို့က0နဲ့မစချင်ဘူး1,000ကနေစချင်တယ်ဆိုရင်လည်းချိန်လို့ရပါတယ်အဲ့လိုမျိုးချိန်မှုဆိုရင်ဘယ်တော့မှလဲဆိုတော့ကျွန်တော်တို့ဒီ test option နဲ့ exit option ဆိုမှရှိရပါတော့အဲ့ဒီမှာကျွန်တော် exit option ရွေးမယ်ပြီးကြရင်ကျွန်တော်ပေးbutton လေးခုထဲမှာဒီကောင်လေးကိုကျွန်တော်ရွေးမယ်ပါနော် exit options ရောက်ကဒီ button လေးကျွန်တော်ရွေးမယ်အဲ့မှာ minimal ဆိုတဲ့နေရာမှာကျွန်တော်တို့က1,000ကနေစမှာဖြစ်တဲ့အကြောင်းလို့1,000လို့ရိုက်ထည့်လိုက်မယ်ပြီးကြရင်ပြင်မှာ click တစ်ချက်ထောက်လိုက်ပါ
ကလေးတစ်ချက်ထောက်လိုက်မယ်ဒါဆိုရင်တော့1000ကနေစသွားရင်1000 3000 5000အဲ့လိုမျိုးစသွားပြီပေါ့နော်ကျွန်တော်အများဆုံးက3,900ဖြစ်နေကျွန်တော်3,900မကြိုက်ဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုတော့3,000ခွဲလောက်တည်းထားလို့ရတယ်ပေါ့ထားတော့ကျွန်တော်က3,400ထားလိုက်မယ်ပေါ့3,400ထားလိုက်မယ်ပြီးကြရင်ပြင်မှာတစ်ချက်ထောက်လိုက်မယ်ဒါဆိုရင်တော့3,300ထိပဲရှိမယ်ပေါ့ဘာလို့လဲဆိုတော့သူကခွာချချက်က3,400ရိုက်လိုက်ပြီမယ်သူက3,300ပဲပေါ်တယ်ဘာလို့ပေါ်တာလဲဆိုတော့ကျွန်တော်ဒီမှာခွာချချက်က unit အောင်မှာ major ဆိုတဲ့နေရာလေးရှိပါတော့ခွာချချက်ကဘယ်လောက်လဲ2000စီခွာချထားဆိုတော့1000 3000 5000 9000အဲ့လိုမျိုးသွားမယ်ပေါ့အဲ့မှာဒီမှာကျွန်တော်တို့က1000ပဲခွာချခိုင်းမယ်ဆိုရင်3,400ကကျွန်တော်ထားခဲ့တဲ့3,400ပေါ်လာမှာပေါ့နော်ဆိုတော့1000စီပဲခွာချခိုင်းမယ်ဆိုရင်ကျွန်တော်ဒီမှာဒီ1000ကနေစပြီးတော့ minimum 1000ကနေစပြီးတော့အများဆုံး maximum 3,400ခွာချချက်ကကြတော့ကျွန်တော်1000ကနေခွာချတာပေါ့1000 2000 3000 4000ဒီလိုမျိုးလေးတွေကျွန်တော်တို့လုပ်လို့ရပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကျွန်တော်ပြောချင်တယ်ဆိုတော့เนาะဒီမှာ number ပေါ့เนาะ number ရဲ့အောက်မှာကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်ဒါအများနေတော့ပြန်ပြောလိုက်မယ်เนาะကွာခြားချက်ကို1000ထားလိုက်မယ်ဆိုတော့ဒီမှာနောက်တစ်ခုအနေနဲ့ကျွန်တော်ပြောချင်လဲဆိုတော့ဒီ number ပေါ့เนาะ number အကြောင်းလေးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့က category နဲ့ symbol ဆိုမှရှိရပါတော့အမှ formula code တွေကျွတ်တောက်လျှောက်လေးနေချိန်ထားပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ accounting ဒီကောင်းကြ accounting အနေနဲ့တော့ကျွန်တော်တို့ accounting အနေနဲ့မကြိုက်ဘူး currency အနေနဲ့ပြောင်းခြင်းနဲ့ဆိုရင်လည်းပြောင်းလို့ရတယ် currency အနေနဲ့ပြောင်းမယ်ဆိုတော့ဘာဖြစ်သွားမလဲဆိုတော့ရှေ့မှာကျွန်တော်နိုင်ငံတကာငွေကြေးတင်ငယ်တာလေးထည့်လို့ရတယ်ပေါ့ဆိုတော့ကျွန်တော်တွားမယ်နော်ဘယ်တော့မလဲဆိုတော့ကျွန်တော် category ရဲ့အောက်မှာ accounting မှာ down arrow လေးကျွန်တော်နှိပ်လိုက်မယ်ပြီးကျရင် currency ဆိုရလေးနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်ဒေါ်လာ sign လေးတွေနဲ့လာပြီးတော့ပေါ်ပေးသွားမှာပဲဖြစ်ပါတယ်ဒေါ်လာ sign ကျွန်တော်တို့မကြိုက်ဘူး euro ကြိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ euro ရွှေလို့ရပါတယ် euro ကဘာမှအလောလောဆယ်ကျွန်တော်တွေ့ရတာပြောင်းလိုက် Chinese ပေါ့နော် sorry ဒေါ်လာဒီ American ပေါ့နော်ဒီအဲ့လိုမျိုးပေါင်းဒီကောင်လေးတွေပေါ့ကိုကြိုက်တဲ့လိုလေးတွေရွေးလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကြတော့ကျွန်တော်ဘာပြောချင်လဲဆိုတော့ဒီ display unit အကြောင်းပြောပြပေးမှာဖြစ်ပါတယ် display unit ကကြတော့ကျွန်တော်တို့ဒီမှာဆိုရင်3,300ဒီမှာ1000ပေါ့နော်100,000ဆိုမှရှိတယ်အဲ့ဒီမှာကျွန်တော်1000ကိုရွေးလိုက်တယ်ဆိုရင်ကျွန်တော်ဒီ3,300ရှိတဲ့နေရာမှာ130ပဲပေါ်လာမှာပေါ့နော်130နောက်မှာ330လုံး1000ဒါမျိုးပေါ့100ဆိုရင်တော့ကျွန်တော်တို့က1300ဖြစ်မယ်ပေါ့100ကိုရွေးလိုက်တယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ1300ဖြစ်သွားမယ်1300နောက်မှာ300လုံး100အဲ့ဆိုတော့3,300ဒါမျိုးကိုရွေးလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကြတော့ကျွန်တော် decimal place ပေါ့နော်တတမ3နှလုံးလေးတွေပါနေတယ်အဲ့ကောင်လေးတွေမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောင်းလို့ရလဲဆိုတော့ဒီ decimal place ဆိုတဲ့နေရာမှာကျွန်တော်တို့က0လေးရေးလိုက်ပါ0လေးရေးပြီးဆိုရင်ကျွန်တော်တို့အပြင်မှာတစ်ချက်ထောက်လိုက်မယ်ပေါ့နော်အပြင်မှာတစ်ချက်ထောက်လိုက်တယ်ဆိုရင်ဒီမှာ1300ဖြစ်မယ်ကျွန်တော်တို့ကဒီ display unit နေရာမှာ1000ကိုရွေးတယ်ဆိုရင်တော့130,000နောက်မှာ330လုံးဖြစ်တော့3,300ဒါမျိုးလေးကျွန်တော်တို့အတူကောက်အနေနဲ့လုပ်လို့ရပါတယ်နောက်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်ဒီမှာ chat title တွေတက်တော့မယ် chat title တွေတက်တော့မယ်ဆိုရင်ကျွန်တော်တို့အများအားဖြင့်ဒီ chat title click ထောက်ပြီးတော့အထဲမှာကိုရေးခြင်းတဲ့ဟာတွေရေးပလိုက်တာပေါ့ဒါပါတော့ဒီမှာဆိုရင် Amazon ပေါ့Amazon ဆိုမှကျွန်တော်ရေးကြတယ်ညာတော့ပြင်တော့အဲ့လိုမျိုးမဟုတ်ပဲねကျွန်တော်တို့အလွယ်ကူဆုံးရေးလို့ရတဲ့နေရှိပါတယ်ဘယ်လိုသွားမလဲဆိုတော့ကျွန်တော် F4H နေရာလေး click တစ်ချက်ထောက်လိုက်ပါအဲ့မှာကျွန်တော်တို့ကကိုရေးခြင်းတဲ့ဟာပေါ့ CH ဒီ title ဆိုမှရေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီ Amazon ဆိုတဲ့နေရာမှာ chat title ပြောင်းသွားမှာပဲဖြစ်ပါတယ်ဒါကဒီ
အလွယ်ကူဆုံးနည်းပေါ့နော်ကလေးဒီချက်တိုက်တယ်ဆိုတဲ့နေရာမှာကလေးမထောက်ဘဲနဲ့ရေးတဲ့နည်းပေါ့နောက်တစ်ခုအနေနဲ့ကျွန်တော် formula အနေနဲ့လည်းသုံးလို့ရပါတယ်ဘယ်လိုသုံးမလဲဆိုဒီ Amazon Summer Sale 2017ကိုကျွန်တော်ဒီချက်တိုက်တဲ့နေရာမှာပေါ်ချင်တာ formula နဲ့ဒါဆိုလည်းရပါတယ်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ formula ဘာလေးမှာညီမျှချင်းနှိပ်လိုက်ပါပြီးကျရင်ကျွန်တော်ဒီကောင်လေးကိုကလေးတစ်ချက်ထောက်လိုက်ပါပြီးကျရင်ဒီ Amazon ဆိုတဲ့ row လေးကိုကလေးတစ်ချက်ထောက်လိုက်နော်ပြီးကျရင်ဒီ graph မှာပဲကလေးပြန်ထောက်လိုက်ဆိုရင်သူက formula ဘာလေးနဲ့ Amazon Summer Sale 2017ဆိုရင်မှာပုံလာမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကြောက်လဲဒီမှာကျွန်တော်တို့ part 2 machine ရတော့ပဲ exit title ပေါ့ exit title မှာလည်းဒီတိုင်းလေးပြောင်းလို့ရပါတယ်ဒီ exit title ဆိုတဲ့နေရာမှာလည်းဒီ FOH နေရာမှာတွားပြီးတော့formula bar မှာတွားပြီးတော့ရေးလို့ရပါတယ်အတူတူပဲပေါ့နော်ပြဿနာမရှိပါဘူးနောက်တစ်ခုအနေနဲ့ကြောက်ကျွန်တော်ဒီနေရာမှာကျွန်တော် design လေးတွေထည့်မယ်ပေါ့ design လေးထည့်မယ်ဆိုရင်လူတော်များများတော့မသိသေးဘူးပေါ့နော်ရန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လေးပေါ့ဒီနေရာမှာကျွန်တော်တို့ design ထည့်ရမယ်ဒီ design တွေမကြိုက်ဘူးဒီလိုရိုးရှင်းတွေမကြိုက်ဘူးဆိုကျွန်တော်ဘယ်တော့မှမလဲဆိုတော့ chat 2အောက်မှာ format ဆိုလေးရှိတယ်အဲ့ဒါမှကျွန်တော်တို့ကဒီ shape ဆိုတဲ့နေရာနဲ့မှာကျွန်တော်တို့ကဒီကောင်လေးကျွန်တော်ဆွဲလိုက်မယ်ဆွဲပြီးတော့မှဒီကောင်လေးအရောင်ပြောင်းလိုက်မယ်နော်အရောင်ကိုအစင်းရ sorry အစင်းရကောင်းဒီကောင်လေးပြောင်းလိုက်မယ်ဒီကောင်လေးပြောင်းပြီးပြီဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဒီအပြာရောင်တန်းမှာကျွန်တော်တို့ကဒီကောင်လေးကအစားထိုးသွားမယ်ပေါ့အစားထိုးဖို့ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်တို့ကဒီကို arrow ဆွဲထားတာလေးကိုတစ်ချက်ထောက်ပါပြီးကျရင် control C နှိပ်ပါပြီးကျရင်ဒီကောင်လေး select မှတ်လိုက်ပြီးကျရင် control V နှိပ်လိုက်ဒါဆိုရင်သူကကျွန်တော်တို့ဆွဲထားတဲ့ arrow ပုံစံလေးတိုင်းပဲလာပြီးတော့ပေါ်ပြီးပါမယ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာရှင်းပြပေးသွားတယ် format background တွေရယ်ကျွန်တော်တို့ဒီ exit အကြောင်းတွေရယ်ချက်တိုက်တဲ့ formula ရေးတဲ့အကြောင်းလေးတွေပေါ့နော်အဲ့ဒီအကြောင်းအရာလေးတွေကိုနားလည်လိမ့်မယ်လို့ညွှန်လင်းပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်